လေးငါလေးစုံလေးဟာစုံလေးတပူးလေးမလှနေရောဖေလူဝါမင်းသားနဲ့တူလိုက်တာရောအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကကျမကဘာလုပ်မှလဲဆိုတော့ပါချင်းချာငါတစ်တစ်လေးကိုတောက်ပြမယ်ဖြစ်ပါလေရှင်မရှိနော်ဘလောက်ကျွတ်လဲဆိုတော့ကျမကြော်ပြီးတော့မှပြန်တောက်တာပေါ့နော်ပါကျွတ်လေကျွတ်ရွလေးပါရှင်ဒါကတော့မရှိမဖြစ်တော့ငပိပါတယ်နော်ငပိပါတယ်ရှင်ငပိလည်းညထက်လို့မရဒါစက်တော်ပါလေးနေထားပါလေရှင်စက်တော်ပါလေးနေပြီးတော့ရေထဲမှာချက်ကနေလောက်ထားပါလေရှင်ဒါနန်းပင်ပါနော်ဒါကငရုတ်တီးကဘိုင်းပနာမှာကြောက်လို့ငရုတ်တီးကကျမပျောက်ထားပါတယ်ပျောက်ထားပြီးတော့ထမ်းထားပါရှင်စားလို့ရှိရင်အတကယ်กินရတာနော်ပျောက်ပြီးတော့ထမ်းထားပါလေရှင်ဒါမှရှိမဖြစ်တော့ကျမတို့ကစပင်အတန်ဆောအာချီနိုမိုတိုပါနော်ဒါငံပြာရည်နည်းနည်းပါပါလေရှင်ဒီလိုကကန်းရကျမပြပြလာနော်ပေးဖျန်းချင်ဒီပေးမယ်ဖျန်းချင်ဒီထဲလိုက်ပါပြီရှင်ဖျန်းချင်ဒီပါတယ်နော်စီမပါဘူးနော်ဒါတော့ပုံစံမျိုးတောက်တာစီမပါတမယာရေးယူလားကနော်ဒါအိုကန်ထားပြအောင်ဒါတမယာရေးပါနောက်ပြီးတော့တမယာဒီတစ်ချမ်းယူလာပြအောင်နော်ဒါတော့တောက်တာရှင်ဒီမှာဒီလိုပြလိုက်ဒီလိုမျိုးပါစမ်း Oh my god ညတော့ပြန်လဲငါအိုကန်ပြအောင်ဒီလိုမျိုးတောက်ပါလေရှင်ပြီးလို့ရှိရင်ပါဟင်းနဲ့စားမှလဲဆိုရင်တော့ချက်ပေါင်းဟင်းကြိုနဲ့ထက်ပြေးတာလောက်ပါရဲ့ခဏကြိုင်ငါအဲ့ဒီတမယာဒီဟင်းရေချိုးဖြစ်နေအောင်မှမနေ့ကလည်းကနေကိုလန့်သွားတဲ့ဗီဒီယိုရိုက်တဲ့ချိန်မှာညပြီကညနော်ချစ်တို့ရေအရင်စပယ်အိုကန်ထားအရင်စားတဲ့ကားတဲ့ပုံစံမျိုးပေါ့နော်တခါတည်းကြလို့ရှိရင်ဆန်းလေးလောက်ကျွေးချင်တာပေါ့နော်ဒါလုံးဝစီမပါဘူးနော်ငါကြော်ထားတာပဲပါတယ်ငါကြော်ထားပြီးတော့စစ်ထားတယ်နော်အကောင်လားဒီလိုမျိုးတောက်စားပါလေရှင်အရင်စားလောက်ကလည်းချင်းပေါင်းဟင်းကျိုနဲ့ချင်းပေါင်းဟတ်ချိုနဲ့တဝဲလိုမျိုးပြောလို့စင်ဒီလိုကကလေးပြပြလိုက်ပါအေးနော်ဒီလိုမျိုးပါစင်ငွေရောက်ဒီအဲတရေပါယူဒီချက်ဟာချာမရှေ့လိုက်တာမွေးလိုက်တာနော်မွေးနေရောချစ်တယ်တို့ရေဖေလူကအရန်မွေးနေရှင်ဟမ်ငါစပေါက်ပြပုတ်ဝင်တော့မှဒီလိုမျိုးပါစမ်းတောက်စားနော်ဈေးမကြီးဘူးနော်ဈေးကြီးတယ်ငါတာတီချက်ငါအရန်ဈေးကြီးတယ်စမ်းချလိုက်ရတော့ဘယ်လိုအရသာရှိလဲဖေလူကမအားလို့ဗီဒီယိုရိုက်ပြီးနေတယ်ကျမလည်းဇွန်နဲ့ချလာပြန်ကျမခွန်ကျွေးပြအောင်ဆန်းရနည်းနည်းပဲဟဲ့ငရုတ်တိမပါစေနဲ့ဟဲ့အသားလေးငါလေးစုံလေးတပူးလေးမတက်ချင်နော်ပေါ်တက်တက်ချင်တမယာဒီယူလာပြအေးလာစောကကြားပါအောင်လို့ပြောချင်ပါတယ်ရှင်အရန်တားမယ်ချင်းတို့ရေတမယာရေးပြန်ထည့်လိုက်ပြီနည်းနည်းချင်သွားပြီโอเคဖြစ်သွားပြီညာစပယ်ရှယ်ကဟဲ့ရန်ကုန်ငါလည်းနော်ညာစပယ်ရှယ်လာစားပေါ်လည်းဖိတ်ခေါ်ပါလေရှင်ဒီမှာပြပလိုက်ပါအောင်ကတ်လေးပြေလို့စပယ်ရှယ်နော်ဒါပါချင်းချမ်းတောက်ဖြစ်ပါ
โอเคพี่บอลป้ามาပြောကြမလို့ป้ามาတတ်တဲ့စားမလို့အရသာပြီးว่าမိုးမလင်းတလေးစမ်းနာဝဲဒါစားဖို့ပဲခေါ်ပါဦးရှင်ဒီဘောင်မြင့်စုံနဲ့လောက်ထားအဲ့တော့စပတ်ရှက်တာနဲ့အချင်းလေးနဲ့ပေါ့နော်ဒါကတော့ပါချင်းချမ်းတောက်တော့ခေါ်ပါလေရှင်ဒါတော့တောက်နော်မျိုးတောက်ဟုတ်နော်ကဲလာစားဖို့ให้ခေါ်ပါလေရှင် Oh my god โอ้อาบွားကဲချစ်တို့ရေလာစားပါလို့ဖိတ်ခေါ်ပါရရှင်ဒီမှာကြည့်ကြပါအောင်ဆိုရင်ပြီးဆုံးသွားပါပြီကိုစိတ်မကပြန်ချမ်းသာမှုကြပါကုန်စေတည်းဒီမှာကတော့ဟင်းကြိုပါချင်းပေါင်ဟင်းကြိုပါရှင် special number 1ချက်သားပါရရှင်ချင်းပေါင်ဟင်းဆင်ပေါင်ဟတ်ချိုပါတဝဲလိုမျိုးပြောလို့ရှိရင်ဟတ်ချိုနော်ဒီမှာတဝဲလင်လည်းရှိတယ်